ဒီ3ခုယူမယ်တွက်ပြီ 3ခုဟုတ်သိန်း9000ပါချက် အဲ့လိုဆို8000ထားပေး 15000လည်းပဲယူ15000လည်းပဲယူ 15000အဲ့လောက်စီးနေတာမဖြစ်နိုင်ဘူးစင်နေညီမရွှေအတုတွေပဲလား ဟဲမဟုတ်ဘူးနော်ညီမတို့ရှန်ကန်ကျိုးတို့ဖူလက်ဝရတနာဆိုင်ကတရုတ်ရွှေ69တက်တမ99ပြီးတော့ငွေစစ်စစ်ရွှေဖြူပလက်တင်နမ်နဲ့တခြားကြောက်မြက်ရတနာအစ်စ်တွေပဲရောင်းတာဘဲနဲ့အတူအမှားတဲ့အတူလုံးဝမရောင်း 15000ဟုတ်လား မဟုတ် ပြန်တွက်ကြည့်ဦး 3,500,000 တရှုပ်လို့ရလား လုံးဝမရအောင်ဒါအတီဈေးပဲ အဲ့လိုဆိုယူလိုက်မယ် ယူလား ယူမယ် 9000ပို့ရနော် ဘာဖြစ်ယူမယ် အော်ယူမယ်โอเคဟုတ်ကျေးဇူးပါရှင် အဲ့လိုစီးကြီးမှဆွေစစ်စစ်ဖြစ်မှာပေါ့ခုနကကြောက်မဟုတ်ဘူး15000နဲ့ငါအဲ့ဒီကွက်စမ်းကြည့်တာတော်တော်အောင်မိနေတာပဲငါအုံတော့တော်တော်လဲတာပဲငါအုံတော့တော်တော်လဲတာပဲ ပြီးခဲ့တဲ့ဗီဒီယိုတုန်းကနှောင်ရှန်ကန်ဂျိုးလျဖူရဲ့ရွှေချထားတဲ့ငွေထဲစစ်စစ်တွေပြပြီးသွားပြီပေါ့နော်ဒီနေ့မှာတော့ရွှေမရွှေပဲဆိုတဲ့ကိုကိုမမတို့အတွက်69.99တရုတ်အခောက်ရွှေတွေရွှေဖြူပလက်တီနမ်ကြောက်စိမ့်စိန်နဲ့လက်ပတ်နာရီတွေလာပြမှာဖြစ်ပါတယ်။ဆိုင်မှာရှိတဲ့လက်ဝတ်ရတနာတွေအကုန်လုံးကတရုတ်ပြည်ကနေဒီဇိုင်းဖော်လာတဲ့အတွက်ကြောင့်မလို့ဘယ်သူနဲ့မှမတူပဲတမူထူးခြားမှုရှိနေတာပေါ့နော်။အဲ့တော့လူငယ်ဆန်ဆန်ဒီဇိုင်းအစမ်းလေးတွေဝတ်ချင်တာလားပေါ့ပမီနီမောဆန်ဆန်နေ့စဉ်ဝတ်ဖို့အတွက်လားဒါမှမဟုတ်အကြီးစားတွေပွဲတက်ဖို့အတွက်ဝတ်ချင်တာလားဆွဲကြိုးလားဆွဲသီးလားနှကက်လက်ကောက်လက်စွပ်အကုန်ပဲရှိတယ်နော်တိုင်လိပ်စာကတော့တချီလိမ့်မျိုးဟုံချိန်ကုံတိုက်ရဲ့ပထမထက်မှာဖွင့်လှစ်ထားတဲ့ရှန်ကန်ဂျိုလျဖူလက်ဝတ်ရတနာဆိုင်မှာစိတ်ကြိုက်ဝင်ရောက်ရွေးလို့ရပါတယ်ရှင်ဗီဒီယိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်